မေမေတို့ကိုပြောပြမယ်ဈေးထဲမှာစားတုပ်ဆိုင်မှာတသားမီမီအော်ငိုပြီးလဲလိမ်တဲ့အခါလူကြားထဲမှာရှက်လိုက်တာလို့ခံစားရတတ်ကြတယ်နော်လူကြားထဲမှာကလေးငိုတဲ့အခါရှက်မရအောင်အေးဆေးကင်တွယ်ခြင်းနဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့လူကြားထဲမှာကလေးစိတ်ဆိုးတဲ့အခါအသုံးပြုနိုင်တဲ့အေးဆေးနီလန်း၃ဆင့်ကိုပြောပြပေးမယ်အဆင့်1ရှူပါရှက်မနေပါနဲ့ breathe don't be embarrassed ပထမဆုံးမေမေတို့ကိုယ်တိုင်အသက်3ချက်ရှူပါပဝင်းကျင်ကလူတွေကြည်နေတာကိုဂယုမဆိုင်ပါနဲ့မေမေတိုင်းဒီအခြေအနေကိုကြုံဘူးကြပါတယ်ဒါဟာရှက်စရာမဟုတ်ပါဘူးအဆင့်2ဘေးကင်းတဲ့နေရာကိုရွှေ့ပါ move to a safe spot ဖြစ်နိုင်ရင်လူအုပ်ကနေထွက်ပြီးစိတ်ငြိမ်တဲ့နေရာဒါမှမဟုတ်ထောင်းတဲ့နေရာကိုရွှေ့ပါအရန်မရွှေ့နိုင်ရင်တွန်းလဲဘေးမှာဒူးထောက်ပြီးကလေးနဲ့မျက်လုံးမြင်ဆုံအောင်ထိုင်ပါအဆင့်3ချိတ်ဆက်ပါဆုံးမတဲ့အလုပ်ကိုနောက်မှလုပ်ပါ connect first correct later လူကြားထဲမှာဆုံးမတာအော်ဒါရိုက်တာမလုပ်ပါနဲ့အဲ့ဒီစားကလေးကိုပွေဖက်ပါညင်သာစွာမေမေရှိတယ်အေးအေးဆေးဆေးဖြစ်အောင်အတူတူလုပ်ကြမယ်လို့ပြောပါသူတည်ငြိမ်မှကြံတဲ့ကိစ္စတွေပြန်ပြောလို့ရပါတယ်အဆင့်4ထွက်သွားဖို့အဆင်သင့်ဖြစ်နေပါ be ready to leave တခါတလေအကောင်းဆုံးဖြေရှင်းနည်းကထွက်သွားတာပါဈေးဝယ်တာပြီးအောင်လုပ်တာထက်ကလေးရဲ့စိတ်ကျန်းမာရေးကပိုအရေးကြီးပါတယ်ဒီနေ့ဒီမှာမဝယ်တော့ဘူးနောက်တစ်ခါမှလာဝယ်မယ်လို့ပြောပြီးရှောက်ထွက်လိုက်ပါဒါကကလေးကိုအော်ငိုရင်ရမယ်ဆိုတာမတင်ပေးပဲအော်ငိုရင်ထွက်သွားရမယ်ဆိုတာတင်ပေးပါတယ်ဒီနီးလန်းတွေကိုသုံးရင်မေမေတို့ဟာလူကြားထဲမှာရှက်စရာမခံစားရတော့ဘူးကလေးနဲ့လည်းယုံကြည်မှုမပြတ်စေပဲအေးဆေးစွာကိုင်းတွယ်နိုင်မှာပါမေမေတို့ဒီတပတ်သားသားမီမီလူကြားထဲမှာစိတ်ဆုံးရင်အရင်ဆုံးအသက်3ချက်ရှူပါဒီအချိန်တွေကိုအေးအေးဆေးဆေးကြော်ဖြတ်နိုင်တယ်လို့ကိုပြောပါအဆင်ပြေသွားရင်ဒီတပတ်တာလူကြားထဲမှာအေးဆေးကိုင်းတွယ်နိုင်ခဲ့တယ်လို့ comment မှာအကုန်ယူစွာဝေမျှပေးပါအတူတူရှက်စရာမလိုတဲ့မိသားစုဘဝဖန်တီးကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်